ကိုဘဝကိုခက်ခဲအောင်လုပ်နေတုံးလားဒီနေ့မှာတော့တင်းဘဝကိုတပတ်ရိုက်သွားမယ်အလန်းစားနီလန်းလေးတွေကိုမျှဝေပေးမှာမို့အဆုံးထိလက်မလွတ်တမ်းကြည့်သွားလိုက်အောင်နော်ပထမဆုံးအနေနဲ့အလုပ်လုပ်ရင်ပလက်ခေါင်းတွေကြိုးကြားတဲ့ညက်ပြီးထုံမရဖြစ်နေပြီလားအတင်းဆွဲမဖြုတ်ပါနဲ့ဦးကျိုးကိုအကွင်းပုံစံလုပ်ပြီးရင်အဲ့ဒီအထဲကနေပလက်ခေါင်းကိုရှိုးပြီးဆွဲထုတ်လိုက်ပါအနှိမ့်ပြက်ွက်လေးကိုကြည့်လိုက်ရင်ဘလောက်လွယ်ကူသွားလဲဆိုတာတွေ့ရမှာပါဘဝမှာလည်းအတင်းယုံနာထက်နီလန်းမှန်ဖို့ကပိုအရေးကြီးတာပေါ့ဒုတိယနီလန်းကတော့ပလင်းဖုံးကိုမီးနဲ့အပူပေးပြီးပျက်စီးနေတဲ့ကြိုးစုံတွေကိုလှည့်ပက်ကတ်လိုက်တာပါဒါဆိုရင်တော့နှမျောတက်တဲ့အမေရဲ့စူပူတန်ကနေလွတ်မြောက်ပြီးအစ်စ်အတိုင်းပြန်သုံးလို့ရသွားပါပြီဂက်စမီးဖို့ကကြီးတွေနဲ့စီဝေးနေလို့စိတ်ညစ်နေရရင်စက်ပြာရည်မုတ်ဖုတ်ဆိုတာနဲ့ဗနီကာအပုံးရည်ဖြူကိုအပေါ်ကနေလောင်းထည့်လိုက်ပါ10မိနစ်လောက်ခဏစောင့်ပြီးအဝတ်နဲ့ပို့လိုက်ရုံနဲ့အစွန်းထင်းတွေချက်ချင်းပြောင်းဆင်းသွားမှာပါတင်းရဲ့အနာဂတ်လိုပဲတောက်ပသွားပါလိမ့်မယ်စတုထအချက်ကတော့အဝတ်တွေအယောင်မကျွတ်ချင်ရင်ဘီယာထဲမှာစားနှဲငယ်ထည့်ပြီးမိနစ်20လောက်စိန်ထားလိုက်ပါဘီယာကလူတောက်ဖို့တင်မဟုတ်ဘူးတင်းအင်ဂျီတွေအယောင်မမိန်ဖို့အတွက်လည်းအစွမ်းထက်တယ်ဆိုတာမမေ့နဲ့အောင်နော်နောက်ဆုံးချက်ကတော့သပင်းအချောက်ခံဆက်ရဲ့နောက်ဖက်မှာပိုက်တစ်ချောင်းနဲ့ပလင်းထိပ်ဝလေးကိုတက်ဆင်လိုက်ရုံနဲ့မိမိအိမ်မှာတင်လေဟာနဲ့စနစ် vacuum နဲ့အစားအသောက်တွေကိုလုံခြုံအောင်ထုတ်ပိုးနိုင်ပါပြီတကယ်ကိုကုန်ကြစည်တက်တာတဲ့စက်မှုပညာပဲမဟုတ်လားအကျိုးရှိတဲ့နီလန်းကောင်းတွေထပ်သိရဖို့အခုပဲ follow လုပ်ထားလိုက်အောင်နော်ဒီထဲကဘယ်နီလန်းကိုအံ့ဩဆုံးလဲဆိုတာခက်မှန်မှာပြောသွားပါဦးဗျာ